အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော် Ibrahim ဖြစ်ပါတယ်ကျွန်တော်ဒီနေ့ရောက်နေတဲ့နေရာလေးကတော့ရွှေဘိုတန်လန်းအလဲဘလောက်မှာပလီအရှိနာဝင်းကျင်လောက်မှာကျွန်တော်ထမင်းကျွေးမဲ့အစီအစဉ်ရှိပါတယ်ခင်ဗျာဒီနေ့ကတော့28ရက်နေ့ပေါ့ဗျာဥပုပ်ရိုဇာနဲ့ပတ်သက်မယ်ဆိုလို့ရှိရင်တော့26လုံးလို့ပြောလို့ရတယ်ဒီညကတော့ကျွန်တော်တို့ထမင်းကျွေးမှာဖြစ်တဲ့အပြင်မှာလူဦးရေ4500 5000ဝန်းကျင်တိကျွေးမှာဖြစ်ပါတယ်နေရာလေးကတော့ရွှေဘိုတန်လန်းအလဲဘလောက်ပဲဖြစ်ပါတယ်ခင်ဗျအခုဆိုလို့ရှိရင်ကျွန်တော်အိုးတော်တော်များများတော့6လောက်6ပဲဒါတော့မှတက်ဝက်ပဲရှိသေးအိုးစုစုပေါင်းဆိုလို့ကျွန်တော်ထင်ထမင်းရောဟင်းရောပဲဟင်းရောပေါင်းမယ်ဆိုရင်တော့အိုးပေါင်း50ဝန်းကျင်လောက်ရှိပါသေးတယ်ကောင်းမှတဝက်ကျန်သေးတယ်နန်းနေလားမွေးနေပြီတော့ထောပတ်တင်ထောပတ်နဲ့တစ်တင်းလေးနဲ့ဗျခေါင်းထဲထမင်းအိုးတွေပဲထည့်နေဗျသိလားအိုးတွေပဲပဲဟင်းအိုးလေးတစ်ချက်တော့ကြည့်လိုက်ကြအောင်တော့ဒါပဲဟင်းတီးစုံပဲကလာဟင်းအိုးတော့အတီးနိုင်နဲ့စုံစုံလင်းလင်းနဲ့ဗျာရှိုးလိုက်အောင်နဲ့ထောင်းပြီးတက်လာရမ်းမိုက်တယ်ကဲ ready တော့ကျွန်တော်တို့စလုံးနေပါပြီပလီစေးမီဆိုတော့ကျွန်တော်တန်းကျွေးမှာပဲဖြစ်ပါတယ်ဆိုလို့ရှိရင်ဗျာကျွန်တော်တို့ထောပတ်ချမင်းနဲ့အမဲသားဟင်းကိုပေါင်းပြီးခတ်မှာဖြစ်ပါတယ်ခတ်နေပြီပါဗျာဆိုတော့ကများမကြမီမိနစ်ပိုင်းတွင်းမှာစတင်ကျွေးမွေးတော့မှာဖြစ်ပါတယ်ခင်ဗျဆိုတော့အနက်နေတော့မှုေးနေတာပါပဲဗျာအခုဆိုလို့ရှိရင်တော့ကျွန်တော်တို့လူဦးရေ4000 5000ဝန်းကျင်လောက်ကိုဗျာတတုပ်ပြီးတတုပ်တစ်ချိန်ပြီးတစ်ချိန်ကျွေးမွေးနေတာပဲဖြစ်ပါတယ်ခင်ဗျဆိုတော့ကအားရပါရတော့စားသုံးနေကြပါပြီယခုထမင်းကျွေးတဲ့အစီအစဉ်မှာလူပေါင်း4500 5000ဝန်းကျင်ထိကျွေးတဲ့ဆိုပေမဲ့ထိုလူထဲမှာစင်ရချမ်းသာမရွေးရုပ်လက်မရွေးလူမျိုးမျိုးဘာသာမရွေးစားသုံးလို့ရအောင်ဖန်တီးထားပါတယ်။ထောပတ်ထမင်းကိုအသားဟင်းနဲ့ဝဝလေးလေးပဲဟင်းနဲ့နေဖက်ပြီးတော့စားမယ်။နောက်ပြီးသွားတဲ့ခါမှာတော့ရေတောက်ရင်တောက်မယ်မတောက်ဘူးဆိုလို့ရှိရင်အချိုရည်လေးအနေနဲ့လိမ္မော်ရည်လေးတောက်မှဖြစ်ပါတယ်။ယခုတလန်းလုံးထမင်းကျွေးမွေးတဲ့အစီအစဉ်လေးကတော့ပပေးနှမ်းမြို့နယ်ရွှေဘိုတန်နဲ့အလဲဘလောက်မှာရှိတဲ့လူငယ်အများစုကစူးဖွဲ့ပြီးမှကျင်းပတဲ့ထမင်းအဲခံကျွေးမွေးတဲ့အလူတစ်ခုပဲဖြစ်ပါတယ်ခင်ဗျာဒီလိုအဲခံကျွေးမွေးတဲ့အလူတွေလောက်ရက်တွေအားလုံးကတော့အမြဲလှုပ်လေလှုပ်တာရှိတဲ့ချစ်စွဲအမှုအကျင့်လေးပဲဖြစ်ပါတယ်